Hello မင်္ဂလာပါအရန်နေပူပြင်းပြီးတော့ခရီးမသွားတဲ့အချိန်မှာကပတ်မောင်းရင်းနဲ့မော်ဘီကမယန်းတလင်းချံကိုရောက်သွားတယ်ပေါ့နော်တကယ်တော့မယန်းတလင်းချံကလဲစရာပတ်စရာနေရာတော့မဟုတ်ဘူးဒါပေမဲ့သွားရင်းနဲ့ပေါ့နော်ဒီနေရာလေးရှိတယ်ဒီနေရာလည်းမရောက်ဘူးပေါ့နော်အရင်တော့ကပဲကြားဘူးရဲဆိုပြီးတော့မှဝင်သွားခဲ့တာပေါ့နော်အဲ့ပိုးတဲ့တငယ်ချင်းကလည်းသူကငငယ်ကရောက်ဘူးရဲဆိုတော့ကဲအဲ့ဆိုငါလည်းဝင်ကြည့်ချင်တယ်ဆိုပြီးတော့မှသွားခဲ့တာအဝင်လမ်းလောက်ပဲလမ်းကကျေတာပေါ့နော်ဒါပေမဲ့အထဲမှာဆိုရင်တော့ကားတစ်စီးစာပဲသွားလို့ရတယ်ဒီဇော်တိကလမ်းဆိုတဲ့လမ်းတိုင်းကိုဝင်သွားရင်တော့လမ်းလေးကကျင်းသွားတယ်တတိထားပြီးတော့သွားပေါ့နော်နည်းနည်းတော့ဝင်ရတယ်တခုကြိုပြောချင်တာကဘာလို့ဒီကိုသွားတာလဲဆိုတော့ဒီတိုင်းငငယ်တုန်းကမင်းသိန်းခါရဲ့စာအုပ်တွေပေါ့နော်မနောမရထမင်းဝိုင်းလာအဲ့လိုမျိုးလေးတွေစိတ်ဝင်စားပြီးတော့မှသွားခဲ့တာပေါ့နော်တကယ်တော့ဘေးရရတရားကြီးနဲ့ပတ်သက်ပြီးတော့လည်းအဲ့လောက်ကြီးစိတ်ဝင်စားတာတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းပညာရပ်တစ်ခုအနေနဲ့လေးစားတယ်မစော်ကားဘူးပြီးတော့တွားပြီးတော့မှပဲပေါ့နော်ဘ ഹു တုဒရခဲ့ရတယ်လည်းအများကြီးရှိတယ်ပေါ့နော်ရင်တော့ကဒီချန်ရအကျယ်ပဲပေါ့နော်အခုတော့အဲ့လိုမျိုးအကန်ကန်လေးတွေနဲ့ဖြစ်သွားတယ်ဒီဟာဆရာကြီးမင်းသိန်းခါကထိုင်းကိုသွားလေတုန်းကဒီရုပ်တစ်ခုတွေ့ခဲ့ပေါ့နော်အဲ့ဒါကသူကဒီမြန်မာပြည်ကိုထိုက်ခိုက်ထားတဲ့အဆောင်ပေါ့နော်အဲ့လိုပုံစံဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့သူကအဲ့ဒီအဆောင်တက်3သားလောက်ကြီးရဲ့ဒီဘလူးရုပ်ကြီးကိုပြန်တည်ပြီးတော့မှပေါ့နော်ဒီထိုင်းဘက်ကိုမျက်နှာမူထားတာပေါ့နော်ဒါကတော့လောဝေးသမားတွေအရင်တော့တဲတဲ့နေရာလို့ပြောတယ်ပြီးတော့ဒီခြံဝင်းထဲမှာရှိတဲ့နေရာတွေအကုန်လုံးလိုက်ပြတာပေါ့နော်အပတ်လစင်တိုင်းတော့သူတို့ဆိုမှတင်နန်းနေရှိတယ်လို့ပြောတယ်ပြီးတော့ဒီကြောက်စာတွေရေးထားတယ်ကြောက်စာဆိုပေမဲ့လည်းဟိုဒီပညာရပ်တွေနဲ့ပတ်သက်တဲ့စာတွေပေါ့နော်အဲ့ဒီထဲမှာရေးထားတဲ့စာတွေကတော့ဒီမှာလာတင်တဲ့တပည့်တွေကတော့အကုန်လုံးဖတ်တတ်တယ်လို့ပြောတယ်ပေါ့နော်ကိုကတော့တေချာတော့မဖတ်ခဲ့လိုက်ဘူးဒါပေမဲ့ဘုသူတအနေနဲ့ဟိုဖြစ်ခဲ့တယ်ပေါ့နော်ဒါရှိတော့ကဆရာကြီးမင်းသိန်းခိုင်ရှိတော့ကဆိုရင်ဆရာတပည့်တွေအကုန်လုံးဒီထဲမှာထမင်းထည့်ပြီးတော့လက်ရည်တစ်ပြေးလေးစားခဲ့တာပေါ့နော်အဲ့ဒါသူတို့ရဲ့အာနိဆောင်လို့ခေါ်လာတိုင်နန်းလို့ခေါ်လာအဲ့ဒီဟာပေါ့နော်အဲ့တော့ဒါစီယာရဲ့တပည့်တွေပေါ့နော်သူတို့တွေကတေချာလိုက်ရှင်းပြပေးတယ်ပြီးတဲ့ခါကျတော့အများကြီးပြောပြပေးတာပေါ့ပြန်ကြတော့မေတ္တာလက်ဆောင်ဆိုပြီးတော့မှဒီတစောင်းဘုံလားပြီးတိုင်းပေါ့နော်စီးပေါ်တဲ့ဒီစီးလေးကိုပေါ့နော်ဒီစီးပွားရေးအတွက်ပဲတုံပြီးရစီဖြစ်နေပဲတုံဆိုပြီးတော့မှလက်ဆောင်ထည့်ပေးလိုက်တယ်ကိုကတော့အသုံးမတဲတဲ့ခါကျတော့သူများကိုတစ်စစ်လက်ဆောင်ထပ်ပေးလိုက်